အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးထဲမှာတော့စေတက်ကတူတတိယနှစ်မှာဖင်နာစာမေးပွဲဖြေခဲ့တဲ့အတွေ့အကြုံတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဖင်နာတို့ Year 3 Final Exam ပြီးသွားတာ2ရက်ရှိသွားပြီအောင်စင်းတွေလည်းထွက်ပြီးသွားပြီဖင်နာလည်းလွတ်လွတ်ကျွတ်ကျွတ်အောင်သွားပြီအခုလက်ရှိစေတက်ကတူမှာ Clinical Year တက်ရောက်နေတဲ့ဒါမှမဟုတ် Clinical Year တက်ရောက်တော့မဲ့ဖင်နာရဲ့မောင်လေးတွေညီမလေးတွေလည်းဒီဗီဒီယိုကြည့်တဲ့နေစာမေးပွဲဖြေတဲ့အခါဆောင်ရန်ရှောင်ရန်တွေဘလို့ပြင်ဆင်ရမလဲဆိုတာတွေကိုပါတစ်ခါတည်းပြောပြပေးသွားမှာမို့လို့ Medical Year 3မှာသင်ကြားတဲ့ဘာသာရပ်ကြီး2ခုရှိတယ် Medicine ရဲ့ Surgery ရဲ့ Medicine မှာလည်းသူ့ရဲ့ specialty အခွဲရှိတယ် surgery မှာလည်းသူ့ရဲ့ specialty အခွဲရှိတယ်စာမေးပွဲဖြေတဲ့အခါ theory နဲ့ bedside ဆိုပြီး2မျိုးဖြေရတယ် theory ကကြတော့ easy ပဲ pressure မှမရှိဘူးသွားဖြေလိုက်လို့ရတယ်ဒါပေမဲ့ကျောင်းသားတော်တော်များများစေးကျောင်းသားတွေအားလုံးကြောက်ကြတဲ့စာမေးပွဲက bedside test ဆိုတာလူနာတွေနဲ့ဖြေရတာကိုယ်အကဲဖြတ်ပေးမဲ့ examiner တွေကလည်းတကယ်ဝါရင်တပါရင်လူနာတွေတော်တော်များများကိုနှစ်ပေါင်းများစွာကုသထားတဲ့အတွေ့အကြုံတော်တော်ရင့်တဲ့ဆရာကြီးတွေဆရာမကြီးတွေနဲ့ဖြေရတာပေါ့နော်အဲ့တော့ကိုကလူနာကိုစမ်းသပ်တယ်မေးမြန်းနေတာကို examiner ကြီးတွေကကိုအကဲဖြတ်ပေးမှာပေါ့အဲ့တော့ကိုကတလွဲလုံးနေပြီဆိုတာနဲ့ share ကြိတ်ခံရမယ်အခက်မသိရင်စုခံရမယ်ငေါက်ခံရမယ်ဒါလည်းကိန်းနာဒေါသနဲ့ပါစာမေးပွဲခန်းထဲမှာဆိုရင်လေကိုကဘလောက်ပဲစာရနေပါစီကိုစာမေးပွဲစစ်မဲ့ဆရာကြီးတွေဆရာမကြီးတွေ aura နဲ့ရှင်းလိုက်မယ်ဆိုရင်ကိုရဲ့ confidence level ကဒီလောက်လေအဲ့တော့စာမေးပွဲဖြစ်ကနေကြရင်လူကချင်းမကိုင်းမီလက်မကိုင်းမီတွေဖြစ်ခြေလက်တွေအေးဆက်စကားတော့မပြောနိုင်တော့လောက anxiety level sky high နေရကွာအဲ့ဒါဖင်နာတယောက်တည်းမဟုတ်ဘူးចောင်းသားတွေအားလုံးဖြစ်တယ် bedside test ပြင်မဲ့မနက်မှာဖင်နာတို့ကចောင်းကိုမနက်6နာရီခွဲအရောက်သွားရတယ်သွားပြီးတော့မဲနိုင်ရတယ်ဘာလို့မဲနိုင်တာလဲဆိုတော့ဖင်နာတို့တွေចောင်းသားတွေအကုန်လုံးကိုစာဝဲကန်းနဲ့ပြစ်ထည့်လိုက်လို့အဆင်မပြေဘူးចောင်းသားတွေကအရင်များတဲ့အတွက်အဲ့တော့ round လေးတွေခွဲလိုက်ရတယ် round 1ကနေပြီးတော့အများဆုံး round 8လောက်ထိရှိတယ် round 1ကြတယ်ဆိုရင်ပထမဆုံးဖြေမဲ့အဖွဲ့မှာကိုပါသွားတယ် round 2ကြတယ်ဆိုရင်တော့ပထမအဖွဲ့ပြီးသွားရင်ကိုတွေသွားဖြေရမယ် round 8ကြတဲ့သူတွေနောက်ဆုံး round ကြတဲ့သူတွေကကြတော့နောက်ဆုံးမှဖြေရမယ်အဲ့ဒီလိုမျိုး reference ဆိုရင်မဲနိုင်ပြီဆိုတိုင်း round 1ကြပါစေ round 1ကြပါစေလို့ပဲဆုတောင်းရတာဘာလို့လဲဆိုတော့မြန်မြန်ဖြေပြီးမြန်မြန်ပြီးသွားတယ်ကွာအဲ့လိုမဟုတ်ဘဲနဲ့ round 8ဆိုရင်ဒီစာမေးပွဲမဖြေခင် pressure ကြီးကတော်တော်ဆိုးတယ်အဲ့တော့အဲ့ဒီ pressure ကြီးကိုကမခံစားနိုင်တော့ဒီစာပဲဖြေရမှာပဲကွာအဲ့တော့စောဖြေစောနားကျင်တယ်ဒါကြောင့်မလို့ round 1ကိုကြားကျင်တာကဲ bedside test ဖြေတော့မယ်ဆိုရင်တိထားရမှာတွေအများကြီးရှိတယ်နံပါတ်1ကိုစာမေးပွဲစစ်မဲ့ examiner ကြီးတွေလူနာပေါင်းများစွာကိုနှစ်ပေါင်းများစွာစမ်းသပ်ကုသခဲ့တဲ့အတွေ့အကြုံအရန်ရင့်တဲ့ဝါရင်တပါရင်ဆရာမကြီးဖြစ်တယ်။ကိုကကြတော့စေတက်ကတူမှာလူနာအနှဲငယ် case အနှဲငယ်ကိုပဲဖတ်ဘူးယုံတိဘူးယုံရှိသေးတာ။ဒါကြောင့်စာမေးပွဲဖြေတဲ့အခါကြားတဲ့ case နဲ့ပတ်သက်ပြီးတော့ကိုယ့်ဘက်က 100% အလုံးစုံမသိနေနိုင်ဘူးကွာ။ပြီးတော့စမ်းသပ်တဲ့အခါမျိုးမှာဆိုရင်လည်း examiner ကြီးတွေစိတ်တိုင်းမကြသလိုမျိုးကိုယ့်ဘက်ကလိုအပ်နေတာမျိုးတွေရှိတတ်တယ်။အဲ့လိုအခါမျိုးမှာဆိုရင်ဒီစာမေးပွဲစစ်တဲ့ဆရာမကြီးတွေကကိုယ်ကိန်းနာဒေါသနဲ့စူတဲ့အခါငေါက်တဲ့အခါမျိုးတွေရှိတတ်တယ်ဆိုတော့အဲ့ဒီအခြေအနေမျိုးတွေအတွက်စိတ်ကိုပြင်ဆင်ထားရမယ်အဲ့လိုစူရငေါက်တဲ့ဆိုတာလေကိုယ်ကိုရားစေချင်လို့ကိုကအတွေ့အကြုံနေသေးတာဖြစ်တဲ့အတွက်ကိုစမ်းသပ်တဲ့အခါမျိုးတွေမှာလိုအပ်ချက်လေးရှိနေတတ်တယ်ပြီးတော့ရင်စာမွေးခန်းထဲရောက်နေတာတောင်မှအမှားလေးတွေလုံးမိတာမျိုးလေးရှိတတ်တယ်အဲ့တော့အဲ့ဒီလိုအခြေအနေမျိုးမှာဆရာမကြီးတွေကကိုမမားစေချင်တဲ့အတွက်ကိန်းနာဒေါသနဲ့စူရာငေါက်တာအဲ့လိုအချိန်မှာစိတ်မထိန်နိုင်ရင်ကိုယ့်ရဲ့ဒီ emotional balance ပြတ်သွားတတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအခြေအနေအတွက်စိတ်ကိုခိုင်ထားဖို့အတွက်ကြိုးပြီးတော့ပြင်ဆင်ထားတဲ့စာမေးပွဲကန်နဲ့မဝင်ခင်ဖင်နာတို့ကျောင်းသားကြီးကြားထဲမှာပြောကြပါတယ်ကြိတ်ခံလိုက်ရတယ်ကြိတ်ခံရတော့မယ်ဆိုတာလေအဲ့တော့အဲ့ဒီစကားကြီးကကြားရင်တော့ကြောက်ဖို့တော့ကောင်းတာပေါ့နော်ဒါပေမဲ့တကယ်ဒီ exam room ထဲမှာဆိုရင်ကိုယ်ဆူရဲဆိုတာငယ်ရလည်းအဆူခံနေကြပဲမဟုတ်လားအိမ်မှာကိုတခုခုလုံးလို့အချိုးမပြေတာဆက်မပြေတာရှိရဆိုရင်မမေကကိုယ်ကိုငါကနေထားဆူလိုက်တာတော့အဲ့တော့အဲ့လိုမျိုးပဲလေကိုယ်မှာလိုအပ်ချက်တွေရှိနေသေးလို့အဲ့ဒါကိုပြန်ဖြည့်စေခြင်းလို့ဆရာမကြီးတွေကဆူလိုက်တဲ့သဘောပဲအဲ့လိုမျိုးသဘောထားကဲဟုတ်ပါပြီနံပါတ်2ဖနာရိုတွေ bedside test ဖြေတဲ့အခါမှာတကယ်လူနာအစစ်တွေနဲ့ဖြေရတာဖြစ်တယ်လူနာတွေသူတို့ယောဂဝေဒနာခံစားနေရတဲ့ကြားတွေကဖင်နာတို့တွေစာမေးပွဲဖြေနိုင်မှုအတွက်သူတို့စမ်းသပ်ခွင့်ပေးထားတာအပင်ပန်းခံပြီးတော့အဲ့တော့ဖင်နာတို့ကလူနာတွေကိုစမ်းသပ်တော့မယ်ဆိုရင်တလေးတစားနဲ့ပြောဆိုဆက်ဆံဖို့ကအင်မတန်ကိုအရေးကြီးတယ်အဲ့ဒီအတွက်လည်းအမှတ်ပေးတယ်အဲ့တော့ဖင်နာတို့စာမေးပွဲဖြေဖို့အတွက်အခန်းထဲဝင်လာပြီဆိုတာနဲ့စာမေးပွဲစစ်မဲ့ examiner ကိုအရင်နှုတ်ဆက်မယ်ပြီးတော့ရင်ဒီစမ်းသပ်ခံမဲ့လူနာကိုလည်းကိုကနှုတ်ဆက်ရမယ်တလေးတစားနဲ့ပြီးတော့ရင်ကိုကဘသူလဲဆိုတာကိုလည်းမိတ်ဆက်ပေးရမယ်ဒါကစာမေးပွဲခန်းထဲမှာဖြစ်နေလို့ကိုစေးကြောင်းသားမှန်းသိရလေစာမေးပွဲခန်းထဲမှာမဟုတ်ဘဲနဲ့ဒီလူနာဝက်တွေထဲမှာကိုကအားတဲ့အချိန်လေးမှာလူနာနဲ့တွားပြီးတော့စမ်းသပ်တာလေ့ကျင့်ကြလို့တွားတယ်ဆိုပါစို့အဲ့တော့ကိုဘသူလဲဆိုတာကိုမမိတ်ဆက်ဘဲနဲ့အန်တီရဲ့ယောဂနဲ့ပတ်သက်ပြီးတော့စမ်းသပ်ရှင်လို့အင်္ဂလိပ်ချုပ်ပေးပါအောင်အဲ့လိုတွားပြောမယ်ဆိုရင်သူကကြည့်ပြီးတော့
နင်ကဘသူမို့လို့ငါ့ကိုလာပြစမ်းတက်မယ်ဘာလုံးနေရလဲအဲ့တော့ကိုဘသူဖြစ်ကြောင်းအရင်မိတ်ဆက်ရမယ်အဲ့တော့ကျွန်တော်ကျမဒီစိတ်တက်ကတူတတိယနှစ်မှာပညာသင်ကြားနေတဲ့စေချောင်းသူတယောက်ဖြစ်ပါတယ်အန်တီရဲ့ယောဂအခြေအနေလေးနဲ့ပတ်သက်ပြီးတော့စမ်းတက်ချင်တာလေးရှိလို့မေးမြန်းချင်တာလေးရှိလို့ခွင့်ပြုပေးပါဆိုပြီးတော့လူနာစီက permission တောင်းရမှာလူနာဘက်ကအဆင်ပြေတယ်ဆိုကမှကိုကစမ်းတက်တာတွေလုပ်လို့ရမှာအဲ့တော့လူနာကြီးအိတ်နေတာကိုသွားပြီးတော့အန်တီချပါအောင်ကျွန်တော်မေးစရာလေးရှိလို့ဆိုပြီးတော့အဲ့လိုသွားလို့လည်းအဆင်မပြေဘူးလူနာထမင်းစားနေတာကိုသွားပြီးတော့ထမင်းစားလေးခဏရက်ပြီးတော့ကျွန်တော်မေးတာလေးကိုဖြေပေးပါကျွန်တော်စမ်းသက်စင်တော့အဲ့လိုသွားလို့လည်းမရအောင်ဒါဒီအကုန်လုံးကစစ်တက်ကတူမှာတင်မှာအဲ့တော့ဒီနေရာမှာပြောချင်တာကလူနာကိုနှုတ်ဆက်မယ်ပြီးကိုဘသူလဲဆိုတာကိုလည်းမိတ်ဆက်မယ်စမ်းသက်ခွင့်တောင်းမယ်မေးမြန်းခွင့်တောင်းမယ်ပြီးတော့ရင်တလေးတစားနဲ့ပြောဆိုစမ်းသက်မယ်ဒါတွေမပြီးသေးဘူးเนาะကျွန်တော်တို့လူနာကိုစမ်းတက်ပြီးသွားပြီးမေးမြန်းတာတွေပြီးသွားပြီဆိုရင်ကျေးဇူးတင်ကြောင်းလည်းပြောခဲ့ရမယ်ကဲနံပါတ်3စာတော့တကယ်ရပါစေဘာစာမှမသိဘဲနဲ့ general knowledge ဘာမှမရှိသွားဘဲနဲ့စာမေးပွဲကနဲ့ဝင်သွားရင်တော့သိကြတယ်တကယ်အကျိတ်ခံရမှာအကြမှာအဲ့တော့စာဝဲပြပါလေဆိုကမှဘာစာမှမသိဘဲနဲ့စာဝဲကနဲ့ဝင်သွားရင်လည်းအဆင်မပြေပြောကွာအဲ့တော့ကိုတင်မဲ့ year နဲ့ပတ်သက်ပြီးတော့တိထားတဲ့အကြောင်းအရာတွေတိထားတဲ့ topic တွေကိုတော့ကိုကတိထားမှာပေါ့ဒါမှစာဝဲအခန်းထဲရောက်ရင် examiner တွေကစိတ်လုံးဝမပြတ်သွားဘဲနဲ့ကိုအမှတ်ပေးခြင်းစိတ်ပေါက်မှာပေါ့ကျွန်တော်တို့ဒီ medical year 3မှာ bedside test စုစုပေါင်း4ချိန်ဖြေခဲ့ရတယ် medicine အတွက်2ချိန် surgery အတွက်2ချိန် medicine bedside test မှာဖြေခဲ့ရတဲ့ case တွေကိုပြောပြမယ်ပန်းနာရင်ကျက်လူနာရဲ့ရေပြင်းဆွဲနေတဲ့လူနာရဲ့လက်မောင်းနာနေတဲ့လူနာရဲ့ပျော်ရွှင်ချိုးကန်းထဲမှာချော်လဲပြီးတော့ pain နဲ့လာလို့အဲ့ဒီ fall ကိုပေါ့နော် history taken လို့ရတာရဲ့ပြီးရင်နာတာရှည်အဆုတ်ရောင်နေတဲ့လူနာရဲ့လေပင်ကြီးနေတဲ့လူနာရဲ့ပြီးရင်အသေးချောက်တဲ့လူနာဒါကတော့medicine မှာဖြေခဲ့ရတဲ့ case တွေ surgery အတွက်ကကြတော့အဆုတ်တွေကိုသွေးဝင်ပြီးတော့ဒီ chest tube တက်ထားတဲ့လူနာရဲ့ပြီးရင်ဒီပေါင်ရိုးပေါ့နော် femur ရဲ့ neck of femur fracture အဲ့ဒီလူနာကိုလည်းစမ်းခဲ့ရတယ်ပြီးတော့ဦးအတက်ရောင်နဲ့ညီမလေးတယောက်ကိုလည်းမေးခဲ့ရတယ်ပြီး C rectum မှာ cancer ဖြစ်နေတဲ့ patient ရဲ့ပြီးရင် လေပင်ကြီးတဲ့ patient နောက်တစ်ခေါက်ထပ်ပြီးပါလာတယ် medicine မှာလည်းဖြေရတယ် surgery မှာလည်းပြန်ပါလာတယ်ပြီးရင်ဒီ external physiator ဒါတွေကဖြေခဲ့ရတဲ့ bedside case တွေ bedside test ကတို့9ခုဖြေရတယ်ပေါ့နော် surgery ပဲဖြစ်ဖြစ် medicine ပဲဖြစ်ဖြစ်9ခုဖြေရတယ် medicine မှာကြတော့ရေးဖြေရတဲ့ dermato တစ်ခုပါတယ် surgery မှာကြတော့ရေးဖြေရတဲ့ anatomy ရဲ့ patho ရဲ့တစ်ခုပါတယ်ကျန်တဲ့ခုတွေကကြတော့လူနာတွေနဲ့ဖြေရတာအဲ့လိုဖြေတဲ့အခါမှာ10မိနစ်အချိန်ရတယ်10မိနစ်မှာ9မိနစ်ကလူနာနဲ့ကိုကမေးမြန်းတာတွေလုပ်ရမယ်ဒါမှမဟုတ်စမ်းသပ်တာတွေလုပ်ရမယ်ကျန်တဲ့3မိနစ်ကကြတော့ discussion time examiner နဲ့ကိုနဲ့ discuss လုပ်ရမယ်အချိန်ပေါ့နော် bedside test ဆိုတာတကယ်ကို pressure များတဲ့ exam ကိုကပုံမှန်အချိန်မှာလူနာနဲ့ဒီမေးမြန်းတာတွေစမ်းသပ်တာတွေလုပ်ရတဲ့အချိန်နဲ့ examiner ရဲ့ရှေ့မှာမေးမြန်းတာတွေစမ်းသပ်တာတွေလုပ်ရတဲ့အချိန်ကလုံးဝမတူကွာ pressure အများများနေတာဖြစ်တဲ့အတွက်လိုအပ်ချက်လေးရှိနိုင်တယ်တခါတလေအလွယ်ချော်လေးတွေလုံးမိသွားနိုင်နေပေါ့နော်အဲ့တော့စာမေးပွဲကန်းထဲမှာအတက်နိုင်ဆုံး examiner ရဲ့ရှေ့မှာကပောက်ချာတွေမလုံးမိအောင်ဆိုရင်တို့စာမေးပွဲမဖြေခင်တည်းကပွဲမဝင်ခင်အပြင်ကကျင်းပဆိုခဲ့တယ်လို့မျိုးပေါ့နော်စာမေးပွဲအခန်းထဲရောက်သွားမှလူနာကိုစမ်းသပ်တာမျိုးမဟုတ်ပဲနဲ့စာမေးပွဲမဖြေခင်တည်းကလူနာတွေနဲ့မေးမြန်းတာတွေစမ်းသပ်တာတွေကိုကကျင့်ဖက်များစွာလေ့ကျင့်ခဲ့ဖို့လိုတယ်ဒါမှစာမေးပွဲခန်းထဲရောက်တဲ့အခါကိုက you did prepare ကိုလုံးဝပြင်ဆင်ခဲ့ပြီးသားဖြစ်ပြီဆိုရင်ယုံကြည်မှုလည်းရှိပြီးတော့ examiner ရဲ့ရှေ့မှာဘာမှဒီကြောက်စိတ်တွေမဝင်မဲနဲ့ AACC လေးစမ်းသပ်သွားနိုင်တယ် bedside test မှာဆိုရင်တို့ history မေးရတာရှိတယ် physical examination စမ်းရတာရှိတယ် history မေးဖို့အတွက်ဆိုရင်ကိုယ့်ရဲ့ခေါင်းထဲမှာကိုယ့်ရဲ့အုံနောက်ထဲမှာစာတွေအများကြီးရှိနေဖို့လိုတယ်အဲ့ဒီစာတွေကိုလည်းချိတ်ဆက်ပြီးတော့မှကိုကလူနာကို diagnosis ရဖို့အတွက်မေးရမှာအဲ့လိုမေးဖို့အတွက်ကလည်းကြောက်လို့အဆင်မပြေဘူးကွာ။ဆောင်းဝဲနီးမှလေဒီ notes တွေကိုထိုင်ချက်နေရတဲ့ဆိုင်ရင်ကိုကဒီ surgery ရောက်သွားပြီဆိုရင် surgery ward မှာလူနာတွေကိုမကြာခဏသွားပြီးတော့ယောဂနဲ့ပတ်သက်တာတွေကိုမေးတာခဏလေ့ကျင့်ထားတဲ့သူဆိုရင်ဆောင်းဝဲကနေရောက်သွားပြီဆိုတာနဲ့အော်ဒီ case ဆိုရင်ဒီလိုမေးရမယ်ဆိုတာကိုသူကautomatically သိသွားတယ် history taken မေးတဲ့အခါမှာ notes တွေကိုပဲအားကိုးပြီးတော့ notes မှာပါတဲ့အချက်လက်လေးတွေကိုပဲဒီတက်ထားတဲ့သူနဲ့တကယ်လက်တွေ့လူနာနဲ့အမြဲတမ်းခဏ history taken ကို practice လုပ်နေတဲ့သူနဲ့ရှင်းလိုက်မယ်ဆိုရင်စာမွေးခန်းထဲမှာသူတို့နှစ်ယောက်ကအကွာကြီးအဲ့တော့အမြဲတမ်း practice လုပ်ဖို့နေတဲ့သူကအော်ဒီ case ဆိုရင်ဒီလိုမေးရမယ်ဆိုတာကိုသူတို့ကချက်ချင်းသိတယ်ကွာ physical examination လည်းအဲ့လိုပဲကိုယ်စာမွေးခန်းထဲရောက်သွားလို့ examiner ရဲ့ရှေ့မှာဒီလူနာကိုကောင်းမွန်စမ်းသပ်ပြနိုင်ဖို့အတွက်ဆိုတာကိုကအလေးကျင့်နေအတွေ့အကြုံတွေအများကြီးလိုတယ်ဥပမာကိုမေးရမယ့်လူနာကယောက်ျားကြီးအသက်ကလည်း60ကျော်တယ်သူရောက်လာတဲ့အကြောင်းရင်းဒီ chief complaint ကလည်းဆိုအိုကနေသွေးတွေထွက်လို့ဆိုပြီးရောက်လာတယ်ဒါဆိုရင်ကိုကဘာ suspect ဖြစ်သွားလဲဆိုတော့ယောက်ျားကြီးအသက်ကလည်း60ကျော်နေပြီ rectal bleeding နဲ့လာတယ်ဒါဆိုရင် cancer suspect ဖြစ်တယ်ပေါ့ကွာ
အဲ့တော့ကိုက cancer ဖြစ်ကြောင်းဘာတွေဆက်ပြီးတော့မေးဖို့လို့လဲအဲ့တော့အတိကကိုယ့်ရဲ့ခေါင်းထဲမှာရှိတာမှာက cancer ဖြစ်ကြောင်းမေးတော့မယ်ဆိုရင် loss of weight loss of appetite ဝိတ်ကျသွားလားအစားအသောက်တွေပြတ်သွားလားအဲ့ဒါတွေအဓိကမေးရမယ်ပြီးသွားရင်ဝမ်းသွားတဲ့ခါမျိုးမှာဆိုရင်လေဒီဝမ်းသွားရတာကဝမ်းဆက်နေခဲ့တဲ့လိုမျိုးတွေခံစားရလားအကြည့်အချွဲတွေပါလားပြီးရင်သွေးအားနည်းသွားလားဒါတွေကိုလည်းမေးရမယ်အဲ့တော့ cancer patient မှာဆိုရင်အဓိကရေးကြည့်တာက family history မေးဖို့မကြံခဲ့ပါနဲ့ history taking မှာ differential diagnosis တွေလည်းအရေးကြီးရယ်နော်အဲ့တော့ကိုကနောက်ဆုံးထွက်သွားတဲ့ diagnosis ကိုပဲပြောမယ်ဆိုရင်ဒါမပြည့်စုံသေးဘူး examiner ကနေထပ်ပြီးတော့အဲ့ဒါဆိုရင်ဒီယောဂနဲ့ပတ်သက်ပြီးတော့ differential diagnosis ဘာတွေပေးစင်လဲဆိုရင်ကိုယ့်ရဲ့ပါးစပ်ကနေပြီးတော့တရနဲ့ရွတ်နိုင်ရမယ်ဒါမှကိုယ့်ကို examiner တွေကသဘောကျပြီးတော့အမှတ်ပေးမှာပေါ့physical examination တွေ practice လုပ်တဲ့အခါမှာဆိုရင်လေလူနာဆောင်နဲ့တွားပြီးတော့လူနာတွေနဲ့တိုက်ရိုက်လေ့ကျင့်လို့လည်းရတယ်ဒါမှမဟုတ်ကိုယ့်ရဲ့အခန်းထဲမှာပဲတငယ်ချင်းအချင်းချင်းပေါ့နော်တငယ်ချင်းအချင်းချင်း practice လုပ်ကြည့်လို့ရတယ်မင်းကလူနာလုံးငါစမ်းသပ်တဲ့လုံးပဲနောက်ခါကျရင်ငါလူနာပြလုံးပဲမင်းကစမ်းသပ်ကြည့်အဲ့ဒီလိုမျိုးတငယ်ချင်းအချင်းချင်း practice လုပ်တာလေတကယ်ထိရောက်တယ်အဲ့ဒီလိုမျိုးသာ practice မလုပ်ခဲ့ဘူးဆိုရင်ဆောင်ဝဲကနေရောက်သွားပြီဆိုရင်ခြေမကင်ပြီးလက်မကင်ပြီးဘယ်ကနေဘလို့စဆင်းရမလဲဘယ်ကနေဘလို့စလုပ်ရမလဲမသိဖြစ်သွားတတ်တယ်ကဲဟုတ်ပါပြီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာဖင်နာနဲ့ထပ်ပြီးတော့တွေ့ကြပါမယ် Anyway I hope you have a wonderful rest of the day and I'm going to see you in my next video bye bye